Hello အားလုံးမင်္ဂလာပါကျွန်တော်တို့ရဲ့ Safe Bike Channel ကနေကြိုဆိုပါရစေကျွန်တော်တို့အားလုံး Hatcho ဖျားဆိုပြီးတော့နှာချီဘူးတွေရှိကြတယ်ဘာလို့နှာချီတာလဲခြေပြားရဲ့နောက်ဘက်မှာဘာတွေရှိလဲနှာချီဘူးအတွက်ကျွန်တော်တို့ရဲ့ခန္ဓာကိုယ်ကြီးကဘယ်လိုတွေပြင်ဆင်ရလဲခန္ဓာကိုယ်ကြီးအတွက်ကောင်းလားမကောင်းလားတောက်ရင်နဲ့ပတ်သက်လို့ကျွန်တော်တို့ဆွေးနွေးတော့မှာပဲဖြစ်ပါတယ်အဲ့တော့နှာချီရဆိုတာကျွန်တော်တို့ရဲ့ခန္ဓာကိုယ်ကြီးကသူ့ကိုယ်သူကာဝယ်ဖို့အတွက်တဘာတိုင်းဖြစ်ပေါ်လာတဲ့တုံ့ပြန်မှု reflex တစ်ခုပဲဖြစ်တယ်ဒီနှာချီရခြင်းရဲ့အဓိကတာဝန်ကတော့ကျွန်တော်တို့ရဲ့နှာခေါင်းအသက်ရှူလမ်းကြောင်းတွေကိုဝင်လာတဲ့ပြင်ပအန်ရရှိပစ္စည်းတွေကိုပြန်ထုတ်ဖို့နဲ့အသက်ရှူလမ်းကြောင်းကိုတန်ရှင်းရေးလုပ်ဖို့ပဲဖြစ်တယ်။အဓိကနှာချေခြင်းကိုဖြစ်ပေါ်စေတဲ့အရာတွေကတော့ကျွန်တော်တို့ဖုံမုံလေးတဲမုံလေးရှူမိတာမျိုးနောက်ဒီပန်းဝက်မုံမီးကိုတွေဒီလိုညဉ့်ညမ်းတဲ့အခါမျိုးမှာနောက်ဒီအနံပြင်းပြင်းတွေဂျီမရီနဲ့ပြင်းပြင်းတွေနောက်ဗိုင်းရပ်စ်ဒီဘက်တီးရီးယားတွေစတာတွေကြောင့်လည်းနှာချေတဲ့ရှိတယ်။နှာချေတွေဆိုတာကတော့အုံနောက်ကနေချက်ချင်းညွန်ကြပြီးချက်သားတွေအများကြီးပူပေါင်းလုပ်ဆောင်ရတဲ့လုပ်ငန်းစဉ်တစ်ခုပဲဖြစ်တယ်။နှာချေဖို့အတွက်ပထမဦးစွာဒီနှာခေါင်းပင်မှာရှိတဲ့ဒီအာယုံရောလေးတွေကနေပြီးတော့ပြင်ပအန်ရရှိပစ္စည်းဝင်လာပြီးဆိုတာကိုခံစားမရတဲ့တပိုင်းနဲ့အုံနောက်ထဲမှာရှိတဲ့ဒီနှိမ့်ခြင်းကံတာလို့ခေါ်တဲ့အင်အားကိုsignal တွေပို့တယ်ပေါ့လေ။ပြင်ပပစ္စည်းတစ်ခုတော့ဝင်လာပြီးဆိုပြီးတော့အုံနောက်ကိုဆက်ပြလိုက်။အုံနောက်ကဒီ signal တွေကိုလက်ခံပြီးတော့သူကစိတ်နှင်းသုံးတတ်တယ်ပေါ့နော်။ပြီးလို့ရှိရင်ဟုတ်ပြီဒါဆိုလို့ရှိရင်ဒါပစ္စည်းတွေကိုအပြင်ကိုပြန်ထုတ်ရမယ်ဆိုပြီးတော့ဒီနှာချေဖို့အတွက်လိုအပ်တဲ့ချက်သားအုပ်စုတွေစီကို command ချက်ချင်းပြန်ပြီးတယ်ဒီ command တွေကိုရရှိပြီးတဲ့အခါမှာတော့ခန္ဓာကိုယ်ကြီးကနှာချေဖို့အတွက်စတင်ပြင်ဆင်ရတော့တယ်ပေါ့နော်ကျွန်တော်တို့လေကိုပြင်းယူလိုက်တယ်နောက်ဒီလေချောင်းထဲမှာရှိတဲ့အတန်အိုးတွေလေချောင်းတွေကလုံးဝတင်းကျပ်သွားတယ်အစုပ်ထဲမှာလူဖီယားတွေတဖြည်းဖြည်းနဲ့မြင့်တက်လာတယ်နောက်အာကောင်ထဲမှာလည်းရှားနေပြီးတော့ဒီအာကောင်ဖိပြီးတော့လေတွေပါးစပ်ထဲကနေပြင်ပြီးတော့ထွက်မသွားအောင်လို့ဒါကအာကောင်ကိုဖိလိုက်တယ်ဒါတွေအားလုံးပြင်ပြီးဆိုရင်တော့ဒီ impact ကြော်သားတွေကနေပြီးတော့အချိန်ပြင်းပြင်းနဲ့လုံးဝပြင်းထန်သွားတာညှစ်ချလိုက်တယ်ပေါ့ရုပ်ကြီးရဲ့ကာမဒီအသက်ရှူလမ်းကြောင်းမှာရှိရဲဒီ BPR တွေကဆိုလို့ရှိရင်ဒီနှာခေါင်းတွေပါးစပ်တွေကနေပြီးတော့တခါတည်းအချိန်ုံပြင်းပြင်းနဲ့အပြင်းထန်ဖတ်သွားတယ်ပေါ့ဒီနှာချီကိုက်လို့ဖတ်တာတဲ့ LPR ဆိုလို့ရှိရင်သူကတနာရီကို160ကီလိုမီတာနီးပါးရှိတဲ့ကင်ယာရီနဲ့ထွက်ချလာတာပေါ့နော်ဒီ LPR နဲ့အတူတူဒီအသက်ရှူလမ်းကြောင်းမှာရှိတဲ့ပလိတ်တွေတွေဖုံဖုံတွေတော့အတူတူကမှုတ်ထုတ်ပြလိုက်တာပဲဖြစ်တယ်ပေါ့နော်ဒီဖြစ်စဉ်အောင်ဆိုလို့ရှိရင်သူကတစ်စက္ကန့်မီလီစက္ကန့်ပုံ1000ပုံတစ်ပုံလောက်မှာပဲတော့ processing လုပ်ပြီးတော့ဖြစ်တယ်ပေါ့နော်တခြားထူးထူးခြားခြားနှာချေစေတတ်တဲ့အကြောင်းရင်းတွေရှိတယ်ဥပမာလူဦးရေရဲ့တက်တူ35%လောက်ကနေအောင်လို့အလင်းစုစုကိုကြည့်မိတဲ့အခါမျိုးမှာလည်းနှာချေတတ်ပြီးရှိတယ်ချို့လူတွေမှာဆိုလို့ရှိရင်အသားကိုဘိုက်အပြည့်ထားပြီးတဲ့အခါမျိုးတွေမှာလည်းနှာချေတတ်တယ်ရှိတယ်နှာချေလေးရှိတယ်ဒါကိုသူက communication reflex လို့လည်းခေါ်တယ်ဒီမှာကျတော့ဒီမျက်ခုံးမွေးနှုတ်ကနေပဲနှာချေလေးရှိတယ်။ဒါဘာလို့လဲဆိုတော့ဒီမျက်နှာနဲ့နှာခေါင်းကိုထိခတ်ထားတဲ့အာရုံတို့ကိုမျက်ခုံးမွေးနှုတ်ပဲခြင်းအဖြစ်ဒီအာရုံတို့ကိုနှုတ်ဆွလိုက်တဲ့သဘောဖြစ်သွားတာကြောင့်ဖြစ်တယ်။နောက်လေအေးတွေတိုက်တာရုပ်တရက်အပူချိန်ပြောင်းလဲတာရဲ့အကြောင်းလည်းသူတို့တွေမှာနှာချေလေးရှိတယ်။နောက်အေးမီတုပ်ကွေးတမ်းမတဲ့တာလည်းစားတဲ့ခါမျိုးတွေမှာလည်းနှာခေါင်းတွင်းပိုင်းနိုင်ငံတွေကိုကြောင်ရမ်းစီပြီးတော့ဒီတလိတွေချွေးတွေထွက်စီတဲ့အကြောင်းလို့နှာချေလေးရှိတယ်။စိတ်ဝင်စားစရာအချက်လက်တွေနဲ့ဆိုလို့ရှိရင်ကျွန်တော်တို့ကမျက်လုံးမှိတ်ပြီးတော့ပဲနှာချီလို့ရတယ်ပေါ့လေမျက်လုံးဖွင့်ရတာကြီးနှာချီလို့မရဘူးတဲ့ဒါဘာလို့လဲဆိုတော့ဒီအုံနောက်ကနေပြီးတော့နှာချီဖို့ပြီးတဲ့အမိနစ်တစ်ပြိုင်နဲ့ဒီမျက်လုံးကိုပါတခါတည်းပိတ်ထိုင်းလိုက်တဲ့တောင်ဖြစ်တယ်ပေါ့နော်ဘာလို့လဲဆိုတော့ဒီနှာချီရောက်ထွက်လာတဲ့ပုံမတွေကိုမျက်လုံးနဲ့မဝင်အောင်ကာကွယ်ဖို့အတွက်ပါတဲ့လူအများစုကတခါတည်းမကနှာချီပြီးရှိရဲ့ဘာလို့လဲဆိုတော့ပထမတစ်ခေါက်နှာချီလိုက်ခြင်းအဖြစ်ဒီပစ္စည်းကအញ្ញရှိတဲ့ပစ္စည်းကပြိုကွဲသွားရုံရှိပြီးရပေါ့နော်အပြင်ကိုအပြီးမထွက်သွားသေးဘူးအဲဒါကြောင့်ဒုတိယသုံးမိုးတတိယတစ်ခေါက်နှာချီမှလာသူ့ကိုအပြီးတိုင်းဖယ်ရှားနိုင်မှာပဲဖြစ်တယ်။အခုတော့နာချီပြီးတာနဲ့သူ့စီမှာတော့ bless you ပေါ့နော်။ကျွန်တော်တို့စီမှာတော့ hatcho ဖျားဆိုပြီးတော့တာလေးရှိရပေါ့လေ။ဒီတတိယတော့တော့ခဲ့တဲ့ရာစုနှစ်ပေါင်းများစွာရဲ့ကတင်တဲ့တလေးတစ်ခုလည်းဖြစ်တယ်။ဒီလိုဘာလို့တာရတာလဲဆိုတော့တချို့ကဒီနှာချီတာနဲ့တပြိုင်နဲ့ရေပြူးခန္ဓာကိုယ်ရဲ့ဝိညာဉ်ကနှာချီတာနဲ့အတူတူပါသွားလိမ့်ရှိရလို့ယုံကြည်ကြတယ်ပေါ့နော်။တချို့ကလည်းဒီနှာချီရဲ့ဖြစ်စဉ်ဖြစ်မိတော့မှနှလုံးကဖက်ကံပိုင်းကျက်သွားတတ်တယ်ပေါ့နော်။ဒီအချိန်ပိုင်းလေးတွင်းမှာအပြင်မှာရှိတဲ့ခေါင်းဆိုးဝါတွေကခန္ဓာကိုယ်ကိုဝင်ရောက်နိုင်တဲ့ယုံကြည်ကြတယ်။ဒါကြောင့်ပဲဒီဖြစ်ရဆိုရင်မဖြစ်အောင်လို့ဖျားသခင်ကောင်းကြီးပေးပါဖျားသခင်ကာကွယ်ပေးပါဆိုတဲ့ idea တွေနဲ့အဆုံးပိတ်မှာ bless you အထူးဖျားစသဖြင့်ဖျားတားလေးရှိရဲ့အနည်းဆုံးမြင်နေဆိုတော့ဆိုလို့ရှိရင်ကျွန်တော်တို့နှာချီကခန္ဓာကိုယ်ကြီးကသူ့ကိုယ်သူကာကွယ်တဲ့အလိုလျောက်တစ်ခုပဲဖြစ်တယ်။ဒီလိုနှာချီလိုက်ခြင်းအဖြစ်အသက်ရှူလမ်းကြောင်းတွေကိုပြင်ပအန္တရာယ်ဖြစ်ရာဝတ္ထုပစ္စည်းတွေမဝင်အောင်လို့ကာကွယ်တဲ့တန်ဆင်မှုနည်းလမ်းတစ်ခုပဲဖြစ်ပါတယ်။အဲတော့ကျွန်တော်တို့ကနောက်ခါနှာချီလာလို့ရှိရင်ဒါကျွန်တော်တို့ရဲ့ကျန်းမာရေးကိုကျွန်တော်တို့ခန္ဓာကိုယ်ကြီးကိုကျန်းမာရေးကိုခန္ဓာကိုယ်ကြီးကလုပ်နေတဲ့ရေးကြီး
အလုပ်တစ်ခုလို့မှတ်ယူလို့ရတယ်ဒါကတော့နာချီယာနဲ့ပတ်သက်ပြီးတော့ဘူးတူတာရောက်ဝယ်ရာတွေကိုဆွေးနွေးတော့တာပဲဖြစ်ပါတယ်ဒီဗီဒီယိုလေးကနေပြီးတော့အကျိုးတစ်စုံလေးရရှိရဆိုလို့ရှိရင်ကျွန်တော်တို့ channel လေးကို like share and subscribe လုပ်ပြီးတော့လို့ရပါတယ်ခင်ဗျာအားလုံးပဲ video ကဆိုပေါင်းမှကြော်သွားနိုင်ကြပါစေကျေးဇူးတင်ပါတယ်ခင်ဗျာ